အားလုံးပဲမင်္ဂလာပါဒါရောနိုင်သူဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ခါနာရဲ့သူတွေအတွက်လှုပ်ဆောင်ပေးရမယ့်အကောင်းဆုံးအလွယ်ကူဆုံးအထီးရောက်ဆုံးလေ့ကျင့်ခန်းတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ခါနာရဲ့ဆိုတာကလူကြီးတွေရောလူငယ်တွေရောမှာကြုံတွေ့ခံစားလေးရှိတတ်တဲ့ပြဿနာတစ်ခုဖြစ်ပါတယ်ကျွန်တော်အထိုင်ပြောလို့ရှိရင်လည်းခါနာခြင်းဝေဒနာတွေကိုခံစားတတ်တဲ့အချိန်တိုင်းမတက်ရလို့ရှိရင်လည်းကြွက်သားတွေဒီတောင့်လာပြီးခါးတွေညောင်းလာပြီးခါးတွေနားရတယ်တချို့ဆိုလို့ရှိရင်လည်းအလေးပင်တွေမာတယ်ထမ်းတယ်ပို့တယ်ဒါကြောင့်မလို့ခါနာရဲ့ဝေဒနာတွေကိုခံစားတတ်တယ်တခါလေကျွန်တော်ဒီအနေထိုင်မှားကြောင်လဲခါးလိုက်ဝေးနာတွေကိုခံစားတတ်တယ်တချို့မှဆိုလို့ရှိရင်လည်းခါးကြီးပေါင်းတွေရှိတယ်ဒါကြောင့်မလို့ခါးလိုက်ဝေးနာတွေကိုခံစားတတ်တယ်အဲ့တော့ဘာကြောင့်ပဲခံစားပေါ့နော်ဒီခါးလိုက်ဝေးနာတွေကိုပျောက်ကင်းစေဖို့အတွက်သက်သာစေဖို့အတွက်လှုပ်ဆောင်ပေးရမယ်အကောင်းဆုံးအလွယ်ကူဆုံးလေ့ကျင့်ခန်း၄မျိုးကိုဒီနေ့မျှဝေသွားမှာဖြစ်ပါတယ်ပထမဦးဆုံးကျွန်တော်တို့ကဂရင်မောင်မှာ black လှမ်းပြီးတော့ဒီလိုမျိုးအနေထားနဲ့နေအောင်ဖြစ်ပါတယ်ပထမဦးဆုံးလေ့ကျင့်ခန်းကတော့ကျွန်တော်ဒီလိုအနေထားနေပြီးတော့ကျွန်တော်ကိုအပေါ်ကိုမြှောက်အောင်ဖြစ်ပါတယ်90ဒီဂရီရအောင်မြှောက်မယ်ပြီးရင်5စက္ကန့်ကြာအောင်တောင့်ထားမယ်1 2 3 4 5ပြီးရင်နောက်တစ်ဖက်ပြောင်းမယ်1 2 3 4 5ပြန်ချမယ်ဒါကိုကျွန်တော်တို့ကအခါ20ပြည့်အောင်လုပ်အောင်ဖြစ်ပါတယ်1 2 3 4 5 1 2 3 4 5တချို့ကဒီအကျော်ရဲ့အရန်တင်းလို့ရှိရင်ကျွန်တော်ကအပေါ်ရောက်အောင်မြှောက်ခတ်လိုက်ပြီနော်အဲဖြည်းဖြည်းချင်းလုံလုံဖြည်းဖြည်းချင်းကျွန်တော်ကအပေါ်ကိုပြောင်းလာတာအစီအမီတော့ဖြစ်ပါတယ်နောက်တစ်ခုကကြာကျွန်တော်ဒီလက်ကိုဘိုက်ပေါ်တင်လိုက်မယ်ပြီးရင်ကျွန်တော်နှစ်ဖက်ကိုဒူးကောင်းလေးကွေးလိုက်မယ်ပြီးရင်ဒီမေးစည်းနဲ့ရင်ဘတ်နဲ့ထိအောင်ခေါင်းအပေါ်ကိုကြွားမယ်ခဲတော့ထိအောင်လုပ်ထားမယ်ပြီးရင်5စက္ကန့်တောင့်ထားမယ်1 2 3 4 5ပြီးရင်ပြန်ချမယ်နောက်တစ်ကြိမ်1 2 3 4 5ဒီပခုံးလေးပါကျွန်တော်ရအောင်ညှောင်းပိုကောင်းတယ်နော်နောက်တစ်ကြိမ်1 2 3 4 5ဒါကိုလည်းကျွန်တော်တို့အကြိမ်20လုပ်ပေးရမယ်နောက်ဒီကကျတော့အခုဒီ bike ပေါ်တင်ထားတဲ့လက်ကိုပြန်ချလိုက်မယ်ဒူကောင်းလေးရောကူကူလေးပဲထားမယ်ပြီးဒီလက်ဖက်နှောက်ရယ်ခြေဖက်နှောက်ရယ်ခေါင်းရယ်အားပြုပြီးတော့တင်မှာပေါ့နော်ဒီခါကိုအပေါ်ကြွမယ်လက်တော်ဝါးတော့ကျွန်တော်ရအောင်ကြွထားမယ်ပြီး5စက္ကန့်တောင်းထားမယ်1 2 3 4 5ပြန်ချမယ်နောက်တစ်ချိန်1 2 3 4 5ဒါကိုကျွန်တော်အကြိမ်20လုပ်ပြအောင်ဖြစ်ပါတယ်နောက်ဆုံးနံပါတ်လေးနေရာကိုအရင်ဆုံးထိုင်ရမယ်เนาะထိုင်ပြီးတော့ကျွန်တော်ဒီညာဘက်လက်နဲ့ဒီဘက်ကျွန်တော်လှမ်းပြီးတော့ဆွဲမယ်အဲ့ချိန်မှာဒီဘက်လက်ကနေပခုံးဒီခါးနောက်မှာကတ်ထားမယ်5စက္ကန့်ထားမယ်1 2 3 4 5ပြီးနောက်တစ်ဖက်ဒီဘက်လက်ကိုဒီမှာထားမယ်1 2 3 4 5ဒါကိုကျွန်တော်အခါ20လုပ်ပေးရမယ်1 2 3 4 5 1 2 3 4 5တချို့မှဆိုလို့ရှိရင်ဆက်လုပ်တဲ့အချိန်မှာဒီကျွန်တော်ကိုလမ်းဆွဲလို့မှီပေါ့နော်ဒါဆိုလို့ရှိရင်လောက်ကန်စားပြီးလုပ်မယ်ဖြည်းဖြည်းချင်းကျွန်တော်ကိုလမ်းဆွဲလို့မှီသွားလိမ့်မယ်ပေါ့နော်ဖြည်းဖြည်းနဲ့အကျော်ကြီးပျော့သွားလိမ့်မယ်အခုလုပ်ပြခဲ့တဲ့လေ့ကျင့်ခန်းတွေကဆိုလို့ရှိရင်လုံးဝကိုလွယ်ကူတယ်ရိုးရှင်းတယ်အချိန်အများကြီးပေးကြရမလို့ပေါ့နော်ပြီးတခြားနေရာသွားကြရမလို့ကိုယ့်ရဲ့အိမ်မှာတွေကိုယ့်ရဲ့အိမ်ယာထဲမှာတွေလုပ်လို့ရတယ်
ဒါကြောင့်မလို့ခါနာရဲ့ဝေဒနာခံစားနေရတဲ့သူတွေနဲ့လိုက်လို့ဖို့အကြံပေးခြင်းပါတယ်ဒီလေ့ကျင့်ခန်းတွေကိုလုပ်ပေးခြင်းအပြင်ခါမှာဒီကြွက်သားတွေမှာကျွန်တော်ပြေရောလာမယ်ပြီးကြွက်သားတွေတန်မာလာမယ်ပြီးလို့ရှိရင်နာကျင်တဲ့ဝေဒနာတွေကိုပျောက်ကင်းစေမှာဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းတွေကဆိုလို့ရှိရင်အစာပိုင်းမှာနည်းနည်းလောက်ရခက်လိမ့်မယ်တချို့ကကြွက်သားတွေအရင်တောင်းနေတဲ့ကြောင့်မလို့လောက်ရတာနည်းနည်းခက်လိမ့်မယ်ဒါပေမဲ့လုံရင်းကြွက်သားတွေပြန်လဲပြီးတော့ပျော့လာမယ်ဒါဆိုလို့ရှိရင်လောက်ရတာအဆင်ပြေလာမယ်ပေါ့နော်အဲ့တော့တနေ့ကိုအနည်းဆုံးကျွန်တော်2ခေါက်လုပ်ပေးရမယ်မနက်ပိုင်းတစ်ခေါက်ညပိုင်းတစ်ခေါက်လုပ်ပေးရမယ်တစ်ခါလုပ်လို့ရှိရင်အကြိမ်20လုပ်ပေးရမယ်ဒါဆိုလို့ရှိရင်ဒီခါးတွေဒီပေါင်မှာရှိတဲ့ကြွက်သားတွေပြေရောလာမယ်တန်မာလာမယ်နာကျင်တဲ့ဝေဒနာတွေကိုလည်းပျောက်ကင်းစေမှာဖြစ်ပါတယ်ဒီဗီဒီယိုကြည့်ရတာအကျိုးရှိမယ်လို့ထင်ပါတယ်ဒါကြောင့်ဒီဗီဒီယိုကို like နဲ့ share လုပ်ပြီးတော့ညှော်ပေးခဲ့ဖို့အားလုံးကိုတိုက်တွန်းချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ